ကဲလာကြပါဦး1830ခုနှစ်ကလန်ဒန်မြို့ရဲ့ခမ်းနားထေဝါလာတဲ့အထက်တန်းလွာလောကတွေကိုခဏလောက်စိတ်ကူးနဲ့အလေသွားကြည့်အောင်အဲ့ဒီမှာနာမည်ကျော် Bridgerton ဆိုတဲ့မောင်နှမ၈ယောက်ရှိတဲ့မိသားစုကြီးတစ်ခုရှိတယ်လေသူတို့ရဲ့အချီအရှုံးအထုံနဲ့လျှို့ဝှက်ချက်တွေကို Lady Whistledown ဆိုတဲ့နာမည်ခွက်နဲ့စာရေးဆရာမလေးကတစ်မျိုးလုံးသိအောင်ဖုန်နေတာပေါ့ဇလန်းအစာမှာတော့မိသားစုရဲ့အကြီးဆုံးသမီး Daphne နဲ့မျိုးသားကြီး Simon တို့ရဲ့အကြောင်းကတကယ်ကိုစိတ်ဝင်စားစရာပဲ Simon ကကလေးမယူချင်ဘူးလို့သစ္စာဆုထားတဲ့သူ Daphne ကတော့မိသားစုဘဝလေးကိုလိုချင်တဲ့သူတို့နှစ်ယောက်ကတခြားသူတွေကြားဝင်တာကိုရှောင်ဖို့ဟန်ဆောင်တွေးကြရတာနဲ့တကယ်ချစ်မိသွားကြတာအခက်အခဲတွေအများကြီးကြုံခဲ့ရပြီမဲ့နောက်ဆုံးတော့နားလည်မှုရပြီးတားလေးတယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်သွားကြပါတယ်ဒုတိယရာသီမှာတော့အကိုကြီး Anthony ရဲ့အလှည့်ပေါ့သူကအချစ်ကိုဘေးဖယ်ထားပြီးဂုံတရေရှိတဲ့ဇနီးတယောက်ကိုပဲရှာဖို့ဆုံးဖြတ်ထားတာဒါပေမဲ့ကံကြမ္မာကစမ်းကြယ်တယ်လေသူလက်ထပ်ကိုရွေထားတဲ့မိန်းကလေးရဲ့အမ Kate နဲ့တွေ့တဲ့အခါမှာတော့ကြောင်နဲ့ကြွက်လိုရန်ဖြစ်ရင်းနဲ့ရုံးမထွက်နိုင်တဲ့အချစ်စစ်ကိုရှာတွေ့သွားခဲ့ပြန်ရောတတိယရာသီမှာတော့ကျွန်တော်တို့အချစ်ဆုံး Penelope နဲ့ Colin တို့ရဲ့အကြောင်းပါ Penelope လေးက Colin ကိုငငယ်လေးကတည်းကတိတ်တခုချစ်နေခဲ့တာဒါပေမဲ့သူမမှာကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်အဲ့ဒါကတော့သူမကိုယ်တိုင်ကတစ်မျိုးလုံးကိုကောလာဟဝါဒီနဲ့တုံလုစေခဲ့တဲ့ Lady Whistledown ဖြစ်နေတာပါပဲ Colin ကလည်းအစမှာတော့တငယ်ချင်းလိုပဲသဘောထားခဲ့တာနောက်ပိုင်းမှာ Penelope ရဲ့တန်ဖိုးကိုသိလာပြီးနှစ်ယောက်သားလက်ထပ်ဖြစ်ခဲ့ကြတယ်လျှို့ဝှက်ချက်တွေပေါ်သွားတဲ့အချိန်မှာအဖို့အထွေတို့ရှိခဲ့ပေမဲ့ချစ်ချင်းမေတ္တာနဲ့ပဲအားလုံးကိုကြော်ဖြတ်နိုင်ခဲ့ကြပါတယ်ဒါဒီမကသေးဘူးနော်ကြံတဲ့မောင်နှမတွေဖြစ်တဲ့ Benedict ကလည်းသူ့ရဲ့အမှုပညာလမ်းကြောင်းနဲ့စိတ်လှုပ်ရှားစရာကိစ္စတွေကိုရှာဖွေနေတယ်လို့ Francesca လေးကလည်းသူမနဲ့ဝါဒနာတူရဲ့ John Sterling နဲ့အီကြမ်းအိမ်ထောင်ကြသွားခဲ့ပါတယ် Bridgerton မိသားစုရဲ့ဇာတ်လမ်းကတော့ရင်ခုန်စရာတွေလျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတော့ပါတယ်ကဲပရိသတ်ကြီးတော့ဒီထက်ကဘယ်တွဲကိုအချစ်ဆုံးလဲဘယ်သူဇာတ်လမ်းကတင့်ကိုအရင်ဆုံးရင်ခုန်စေတယ်လဲဆိုတာ comment မှာပြောပြပေးခဲ့ဦးနော်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းတွေကိုသိချင်တယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်